ဟောင်းတစ်စည်းပေါ်ကကလေးနှစ်ယောက်ဟာဂျာမန်တွေနဲ့စစ်တိုက်တိုင်းကစားနေကြပါတယ်ခဏအကြာလေရင်နဲ့ပြန်ရောက်လာတဲ့ Race ရဲ့ဖခင်ကားနဲ့ထွက်သွားချိန်တငယ်ချင်းဖြစ်သူဒန်နီကိုမောင်းနှီးတင်ပေးမဲ့ဆိုကလေရင်အစ်စ်ပေါ်တက်ထိုင်လိုက်ကြပါတယ်ခလုတ်တွေရှောင်းနေမိရမှာဆက်နိုးသွားတဲ့လေရင်ကို Race ကမတော်တဆမောင်းမိလိုက်ပြီးသူတို့လေးပေါ်ပြန်နေပြီလို့ကြောက်လန့်တကြားထားအောင်ပါတယ်လမ်းအဆုံးမှာလေရင်ရက်သွားပြီးနောက်လူကြီးတွေသူရာခံရတော့မှမို့ပြန်ပြေးလာစဉ်ဒန်နီရဲ့အဖေရောက်လာပြီးစာညံ့တဲ့ကောင်နဲ့မပေါင်းတဲ့ဆိုကခေါ်သွားတာမို့သူ့တငယ်ချင်းကငတုံးမဟုတ်ကြောင်တုံ့ပြန်ခဲ့တဲ့အတွက်အရိုက်ခံရပါတယ်ဒါကိုရက်ကြည့်မနေနိုင်တဲ့ Race ဟာစစ်သားကြောင်ကြီးဖြုတ်ယူသွားပြီးဒန်နီရဲ့အဖေကိုနောက်ကဝင်ရိုက်ခါသူ့ကိုမလွတ်ရင်ရိုက်ချိုးပစ်လိုက်မယ်ဂျုံညံ့တဲ့ဂျာမန်ကောင်ဆိုတဲ့စကားကြောင့်ကြောင်အသွားတဲ့ဒန်နီရဲ့ဖခင်ဟာသူ့ဂျာမန်တွေကိုပြင်သစ်ကကရုတ်ချင်းတွေထဲမှာတိုက်ခဲ့တဲ့အရာတွေကိုဘယ်သူမှမမြင်စေချင်ကြောင်းသူ့တောင်းခဲ့တယ်လို့စိတ်မကောင်းစွာပြောရင်းထွက်သွားပါတယ် You're my best friend. 1940အရအဒေါ့ဖ်ဟစ်တလာဟာဂျာမန်စစ်အင်အားကိုတိစောက်ကဥရောပကိုစစ်ထဲဆွဲသွင်းခဲ့ပြီးပြင်သစ်တို့ဟစ်တလာလက်အောက်ရောက်သွားသည့်တိုင်အောင်အမေရိကန်တို့ဟာစစ်ပွဲထဲဝင်ရောက်ဖို့ညှင်းဆန်နေသေးဖြစ်ပါတယ်1941ဇန်နဝါရီလနယူးယောက်တောင်ပိုင်းကကျွန်းဆွယ်ရှိမှာအခုထိမြေပြင်ပြန်ဆင်းမလာသေးတဲ့ရိဖာဒန်နီကိုရှောင်မလားအတိုက်ခံမလားလို့လေရင်ချင်းခေါင်းတဲနေပြီးမို့အောက်ကလူတွေပါဇက်အဟောင်းသားနဲ့ကြည်နေကြပါတယ်လေရင်ချင်းတိုင်းလူဆက်ဆက်အထိဘယ်လန်းညာလာရွေးလို့မပြီးသေးပဲကတ်ရှောင်ပြသွားတဲ့နှစ်ယောက်ကိုအခြားရဲဘော်ရဲဘက်တွေကလှလိုက်တာဆိုတာကြောင့်အရာရှိကအဲ့ဒီလေသမားနှစ်ကောင်ကိုပြန်တန်းဝင်ပိတ်ပြစ်ရန်ဂျုံကန်းကိုလာခိုင်းမှုမှာသွားပါတယ်